ဒီနေ့မှာတော့ပရိသတ်တို့ကိုကမ္ဘာအလှဆုံးနေရာ9ခုအကြောင်းကိုကျမတို့ channel ကနေတင်ဆက်ပေးသွားမှာပါ။ဒါဆိုရင်တော့စလိုက်ကြရအောင်ရှင်။ Santorini ကျွန်းဂရိနိုင်ငံပထမအဆုံးနေရာကတော့အပြာရောင်ပင်လယ်ပြင်နဲ့လိုက်ဖက်ညီလာတဲ့အဖြူရောင်အိမ်လေးတွေရှိရာ Santorini ကျွန်းပဲဖြစ်ပါတယ်။ဒီကျွန်းရဲ့ထူးခြားချက်ကတော့မီးတောင်ဟောင်းတစ်ခုပေါ်မှာတည်ရှိပြီးတော့နေဝင်ချိန်အလားကကမ္ဘာမှာနာမည်ကြီးဆုံးလို့ဆိုပါတယ်။ဒီကျွန်းကိုအချင်းမျိုးတော်လို့တင်စားကြသလိုရိုမန်တစ်ဆန်ဆန်အပန်းဖြည့်ခြင်းတဲ့သူတွေအတွက်အကောင်းဆုံးနေရာဖြစ်တယ်ဆိုတာညင်းလို့မရတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။နံပါတ်1ဗန်မျိုးသားဥယျာဉ်ကနေဒါနိုင်ငံတဘာဝတရားရဲ့စိမ့်ဆိုမှုနဲ့ရေခဲတောင်တွေကိုမျက်နှာသူဆိုရင်တော့ကနေဒါကဗန်ကိုတတိယဖို့လိုပါတယ်။ထူးခြားချက်အနေနဲ့ကတော့ကြည်လင်တောက်ပလွန်တဲ့မိုရင်လိမ့်နဲ့လိတ်လူဝီစီကန်တွေဟာစိမ့်ပြအောင်အတီတောက်ပနေပါတယ်။ဒီနေရာကိုတွားရောက်လေပတ်ဖြစ်မှာဆိုရင်တော့ပြည်သက်တို့ပကြီးကားတစ်ချက်တည်းရောက်သွားသလိုခံစားရစေမှာပါ။မာချူပီချူပီရူနိုင်ငံတိမ်တွေကြားကပျောက်ဆုံးနေတဲ့အင်ကာမြို့ဟောင်းကြီးဟာတမိုင်းဝင်ပြီးအရန်ကိုလှပပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်ပေ9000ကျော်မှတည်ရှိပြီးတော့ရှေးအောင်ပြည်သူကပညာတွေရဲ့အမကန်လက်ရာတွေကိုမြင်တွေ့ရမှာပါ။ဒီနေရာမှာစောသားရတာကိုကြိုက်သူတွေအတွက်တော့တက်မှာတစ်ခါတော့ရအောင်သွားတဲ့နေရာပဲဖြစ်ပါတယ်။မော်ရိုက်ကျော်စုအပူပိုင်းဒေသရဲ့ပရာတီတူလို့ခေါ်ရမယ်။မော်ရိုက်ဟာကြည်လင်တဲ့ရေပြပြနဲ့တဲတောင်ဖြူဖြူတွေကြောင့်နာမည်ကြီးကျော်ကြားပါတယ်။ရေပေါ်အိမ်လေးတွေကနေငါးလေးတွေကိုဓာတ်ရိုက်မြင်နေရတဲ့မြင်ကွင်းကပရိသတ်တို့ကိုအရန်ကိုစိတ်ပန်းကြည့်စေမှာဖြစ်ပါတယ်။လောကကြီးနဲ့ခဏတာဆက်သွယ်ဖြစ်ပြီးအေးစေးနာနာနေနေခြင်းတဲ့သူတွေအတွက်အကောင်းဆုံးပန်းဖြစ်တဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာညွှန်လိုက်ချင်ပါတယ်။ကျိုတိုမြို့ဂျပန်နိုင်ငံတဘာဝအလှတွေမကပဲယဉ်ကျေးမှုအလှကိုပါခန်းစားခြင်းတော့ဂျပန်နိုင်ငံရဲ့မြို့ဟောင်းကျိုတိုကိုရွေးချယ်ရပါမယ်။ကျိုတိုရဲ့အလှပတွေကຫນွေဦးမှာဆိုရင်ချယ်ရီပန်းနေတဲ့လှနေသလိုစောင်းမှာဆိုရင်လည်းတရွက်နီလေးတွေနဲ့ရှင်သက်ရှူမောဝဲကောင်းလာပါတယ်။ရှေးအောင်ဖျားเจ้าတွေနဲ့ဝါရောကြီးတွေကြားမှာစိတ်ငြိမ်သက်မှုကိုရရှိစေမှာပါဒီနေရာ၅ခုစလုံးဟာတစ်ခုနဲ့တစ်ခုအလားချင်းမတူပဲကိုနှစ်သက်တဲ့ပတ်ဝန်းကျင်မျိုးစားပေါ်မူတည်ပြီးအပန်းဖြေဖို့တင့်တော်တဲ့နေရာတွေဖြစ်ပါတယ်ဒီနေရာတွေတဲကဘယ်နေရာကိုအသွားအဆင်ဆုံးလဲဆိုတာပြောပြသွားကြပါဦးရှင်